တေးချုပ်ပြည်သားများအားလုံးမင်္ဂလာပါကျွန်တော်အခုရွာကိုပဲပြန်ကျင်တယ်ဆိုရင်ချင်းတစ်ပုတ်ကျွန်တော်ဆိုပြချင်ပါတယ်ဒါစီကြည့်ပါမိုးလောက်ကြီးမြေတဲ့တိုက်ခန်းတွေပေါ်တဲလိုက်ဆင်းလိုက်မောလုံးလို့အသက်ရှူတောင်ကြတယ်မနေချင်ပါဘူးမြို့ကြီးပေါ်မှာလူတွေလည်းရှုပ်တယ်ရွာကိုပဲပြန်ချင်တယ်အပြေးလွှမ်းမောင်းတဲ့ကာလာမတွေပေါ်ရှုပ်ချက်ခါလို့စိတ်ညစ်ရတာခါခါပေါ့ကွယ်စူညာလန်တွေကောင်းကြိုက်လာတယ်မပြောပါဘူးကွယ်ရွာကိုပဲပြန်ချင်တယ်မတသာလို့ခဏလာရပြီမပြောပါဘူးကွယ်မြို့သူလေးတွေချောတာလက်ခံပြီးမယ်ကြွားတယ်လို့တော့မထင်နဲ့တို့ရွာကတော့မြို့ချောကိုတော့မမီပါဘူးကွယ်ဆေးဆိုပါရမိတ်ကခါနေပြီတဲ့လာပါကိုတွေ့တော့တဲ့ဝေသိမ့်ကြောကုန်လို့ဒီမလွယ်ပါလားမြို့ကြီးသူရဲ့ညိုမြကတော့လေတနာခါပွင့်နေတာရဲ့လာနေမိုးလောက်ကြီးမြစ်တဲ့တိုက်ခန်းတွေပေါ်တဲလိုက်ဆင်းလိုက်မောလုံးလို့အသက်ရှူတောင်ကြတယ်မနေချင်ပါဘူးမြို့ကြီးပေါ်မှာလူတွေလည်းရှုပ်တယ်ရွာကိုပဲပြန်ချင်တယ်အပြေးလွှမ်းမောင်းတဲ့ကာလာမတွေပေါ်ရှုပ်ချက်ခါလို့စိတ်ညစ်ရတာခါခါပေါ့ကွယ်စူညာတန်တွေကောင်းကြိုက်လာတယ်မပြောပါဘူးကွယ်ရွာကိုပဲပြန်ချင်တယ်မတသာလို့ခဏလာရပြီမပြောပါဘူးကွယ်မြို့သူလေးတွေချောတာလက်ခံပြီးမယ်ကိုယ်တယ်လို့တော့မထင်နဲ့တို့ရွာကတော့မြို့ချောကိုတော့မမီပါဘူးကွယ်ဆေးဆိုပါရမိတ်ကခါနေပြီတဲ့လာပါဖို့တွေ့တော့နေငွေသိမ့်ကြောကုန်လို့နေမလွယ်ပါလားမြို့ကြီးဘူးရဲ့ညိုမြကတော့လေတနာခါပွင့်နေတာရဲ့လာတယ်တနာခါပွင့်နေတာရဲ့လာတယ်ရွာကိုဝဲပြန်ချင်တယ်ဒီချက်ပြတာများအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်ခုပဲရေးခုပဲဆိုနေတခြင်းနေဖြစ်နေတဲ့အတွက်ကြောင့်တစ်ချက်ချက်မှာအမားလေးရှိပါတယ်ကျွန်တော်ဝန်ခံပါတယ်ချစ်ပြတာများအားလုံးကျမ်းမာချမ်းသာကြပါစေ